SRG အနေနဲ့မနေ့ဖြန်မှာ Sanford ကိုချိုးပြီးတော့ EAB လိန်ချိုးတဲ့ Blaze တိုင်ကိုစော့ဖို့အလားအလာရှိတယ်။အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ညိုကျော်ဖြစ်ပါတယ်ကျွန်တော်ရဲ့ M7 Day4 prediction လေးကိုခဏလေးထပ်ပြပါမယ်။ Okay ကျွန်တော်ရဲ့ M7 Day4 prediction ကတော့BGD vs Seafood BGD vs Seafood မှာသူတို့ကတော့ lower bracket final ပေါ့နော်ရှုံးတဲ့တင်ထွက်ရမယ်ရှုံးတဲ့တင်ထွက်ရမယ်ဆိုတော့ကျွန်တော်အနေနဲ့လေးလာကြည့်တဲ့အချိန်မှာ CFU ကတော်တော်စိုးနေဗျ CFU ရဲ့ goal lane တွေ CFU ရဲ့ဘယ်လိုပြောရလဲ Roma တွေသူတို့လုံးသိမ့်မလုံးနိုင်ဘူးလုံးသိမ့်မလုံးနိုင်ဘူးတော်တော်ချင်းနေစိုးနေတယ်လို့ပြောလို့ရတယ်ပေါ့ကျွန်တော် CFU ရွေးခဲ့တယ်ကောင်းလာမလားလို့စောင့်ကြည့်နေဒီဘွဲတွေမှာတောက်လျှောက်မကောင်းလာဘူးဟိုဘက်က BGD ကတော့ဟာရာဘူဇာရရင်မစိုးလို့ပြောလို့ရတယ်သူတို့ဂျန်ဂလာဟာရာဘူဇာရတဲ့ပွဲတွေတော်တော်များများလောက်ကွက်ထွက်တယ်သူတို့ဂျန်ဂလာလည်းဟာရာမရဘူးဆိုရင်လောက်ကွက်ကတိတ်မထွက်ချင်ဘူးဒါပေမဲ့သူတို့ကကြတော့ဘာကွန်ဘိုရှိလဲဆိုတော့ဟာရာလပူကဒိုကွန်ဘိုရှိsorry လန်ဆလော့လပူကဒိုကွန်ဘိုရှိတယ်ဆိုတော့ကကျွန်တော်အနေနဲ့CFU ကိုပဲပေးရမလား BGD ကိုပဲပေးရမလားလို့စဉ်းစားထားပါတော့ဒါပေမဲ့ကျွန်တော်သတင်းရွေးချယ်ပေးလိုက်ပါမယ်ကျွန်တော်ကတော့ BGD ကြိုက်ပါတယ် BGD နိုင်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ Evil vs နောက်သတင်းအနေနဲ့တော့ Evil vs Aurora Turkey Evil vs Aurora Turkey ကတော့ best of 3ပေါ့best of 1 best of 1 best of 1ပေါ့ best of 1ဆိုတော့ကျွန်တော်ကတော့ single သင်းကိုပဲနည်းနည်း single သင်းကိုတော့မတက်စေချင်ဘူးเนาะကျွန်တော်တက်စေချင်တဲ့ Aurora Turkey ကိုပဲတက်စေချင်ပါတယ်အဲ့တော့ Aurora Turkey နိုင်မယ်လို့ထင်ပါတယ်နောက်သတင်းအနေနဲ့ Display vs One Indo ဒီပွဲတွေကတော့ပွဲကောင်းနေဗျ Display နဲ့ One Indo ဘတ်စော်1ဆော့ရမှာကျွန်တော်ပြောတဲ့ဘတ်စော်1တွေမှာ One ကအမြဲတမ်းရေကြီးနေဗျ YGU တောင်ရှေ့တစ်ခေါက်ကျွန်တော်ပြောတယ် YGU လည်းမနိုင်ဘူးလို့ကျွန်တော်ခန့်မှန်းထားတဲ့အတိုင်းပဲ YGU မနိုင်ခဲ့ဘူးအဲ့တော့ဒီတစ်ခေါက်မှာလည်း Display နဲ့ဆော့ရမှာ Display နဲ့ဆော့ရမယ့်အချိန်မှာသူတို့နှစ်တင်းရဲ့ team form ဘယ်လိုရှိလဲဆိုတော့ Display အနေနဲ့ကကြတော့အားလီပိုင်းမှာသူတို့ကကြတော့mobility မြန်မြန်နဲ့ဆော့တယ်ချောင်းလေးကလားတွေဘိုင်ငိုင်းတွေပေါ့နော်အဲ့လို mobility မြန်မြန်နဲ့ဆော့တယ်အိုးနေအင်ဒိုအနေနဲ့ကတော့35ကိုပဲဦးစားပေးရောက်အောင်သွားတယ်35ရောက်မှာတင်းဖိုင်အဲ့လိုမျိုးစုပြီးတော့ချတယ်ပေါ့နော်ဒါပေမဲ့နှစ်သိန်းလောက်ကတိတ်မချဘူးဗျနှစ်သိန်းလောက်ကတိတ်မချဘူးတိတ်မချရဲ့နှစ်သိန်းသွေးရဲ့အချိန်မှာကျွန်တော်ကတော့ tin spread ကိုမရွေးချင်ဘူးဗျဘတ်စော်1ဖြစ်တဲ့အတွက်အိုးနေအင်ဒိုကိုပဲရွေးချင်တယ်ဘာလို့ဆိုတော့တိတ်မချဘူးဆိုရင်အိုးနေအင်ဒိုကအရင်မချလို့ရှိရင် key wine လို့စမ်းသက်တို့ကအရင်ရွှေ့တတ်တယ်ဗျအဲ့လိုရွှေ့တတ်တဲ့အသင်းသတင်းဖြစ်တဲ့အတွက်တိတ်မချတဲ့အသင်းလည်းဖြစ်နေတော့ tin spread ကကျွန်တော်ကတော့ One Indo ကြိုက်ပါတယ် One Indo နိုင်မယ်လို့ထင်ပါတယ်နောက်ဆုံးသတင်းကတော့ SRG ဗစက်တင်းလက်ကွက်လက်ရှိမှာတင်းဖောင်အကောင်းဆုံးနှစ်သင်းဒီနှစ်သင်းကချန်ပီယံဖြစ်ဖို့ရည်ပန်းစားဆုံးအသင်းနှစ်သင်းဖြစ်တယ်โอเคကျွန်တော်ရဲ့ရွေးချယ်မှုကတော့တင်းလက်ကွက်အနေနဲ့လက်ရှိမှာ weakness နှစ်ခုရှိနေပါတယ်တစ်ခုကတော့ Sanford ကျိုးရင်တင်းလက်ကွက်တင်းလုံးဝိသွားတယ်နောက်တစ်ခုကလက်ဂုတ်ကြီးကာဒီစီအနေနဲ့ကျနေရပါတော့ဂုတ်ကြီးကာဒီစီအနေနဲ့သူ့ရဲ့mentality နဲ့ဒီ game ကိုဆော့နေတာသူ့ရဲ့scale တွေပိုင်းနဲ့ဆော့နေတာမဟုတ်ဘူးသူ mentality နဲ့ဒီ short call တွေနဲ့ဒီ game ကိုဆော့နေတယ်သူနည်းနည်းကျနေလို့ကျွန်တော်ကတော့မြင်တယ်သူ့ရဲ့ landslot တွေ sorry သူ့ရဲ့ရီဆန်ရင်းတွေပါကြည့်ရတာအဲ့တော့ SRG မှာ play sign နှစ်ခုရှိရယ် play sign တစ်ခုကတော့ EAB ကိုချိုးရဲ့ play style ကျွန်တော်မြင်သလားတော့နော် EAB ကိုချိုးရဲ့ play sign ရဲ့ mid ကိုချိုးရဲ့ play sign နှစ်ခုရှိရယ်သူတို့ကတော့အများဆုံးဝင်တာတော့ mid ကိုဝင်တယ်ဒါပေမဲ့သူတို့မှာ EAB ကိုဝင်တဲ့ play sign တစ်ခုရှိနေတဲ့အတွက်မနစ်ဖြန်လက်ကွက် vs SRG ပွဲမှာကျွန်တော်ကတော့ SRG အနေနဲ့ EAB ကိုချိုးတဲ့ play sign တာဆော့ခဲ့မယ်ဆိုရင် Sanford တာအားလီပိုင်းကျိုးသွားမယ်ဆိုရင် SRG နိုင်သွားလိမ့်မယ်လို့ကျွန်တော်ကတော့ထင်တယ်ဒါပေမဲ့သူတို့ကတော့ best of 3ဖြစ်နေတဲ့အတွက်ဒါရှုံးထွက်ဆက်လည်းမဟုတ်လေနိုင်တဲ့တင်းကတော့ play off တက်မှာဆိုတော့ကျွန်တော်ကြိုက်တဲ့ SRG ကိုပဲကျွန်တော်ကတော့ရေးရေးနေလိုက်မယ်ဗျာလက်ကွက်ဖိလစ်ပင်းကိုဘက်ကန်လိုက်မယ်ဟုတ်ပြီကျွန်တော်ကတော့ SRG နေချင်ပါတယ် SRG အနေနဲ့အားလီပိုင်းကိုတခြား aggressive ဆော့ပြီးတော့လက်ကွက်ဖိလစ်ပင်းကိုနိုင်သွားမယ်လို့ကျွန်တော်ကတော့ထင်ပါတယ် SRG ပါโอเคကျွန်တော်ရွေးခဲ့တဲ့အသင်းလေးတွေကိုပြန်ပြောပါမယ် BGD vs Seafood မှာ BGD နေပါတယ် Evil vs Aurora Turkey မှာ Aurora Turkey နေပါတယ် Tin Spread vs One Indo မှာ One Indo နေပါတယ် SRG vs တင်းလက်ကွက်ဖိလစ်ပင်းမှာ SRG နေပါတယ်โอเคကျွန်တော်ကတော့ဒီလေးတွေကိုကြိုက်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ခဲ့ပါအောင်အားလုံးကျေးဇူးတင်ပါတယ်